အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာစာလေးတစ်ခုဖတ်ပြချင်တယ်เนาะအချင်းနဲ့ပတ်သက်ပြီးတော့တင်တဲ့ page တစ်ခုကနေတွေ့လို့ပေါ့เนาะကျွန်တော်ဒီစာလေးဖတ်ပြချင်တယ်ပေါ့เนาะခေါင်းစဉ်လေးကတကယ်ကောင်းတယ်ပေါ့เนาะထိုက်တန်ရင်ရောက်လာမှာပါတဲ့เนาะထိုက်တန်ရင်ရောက်လာမှာပါအဓိကစာသားလေးတွေကဘယ်လောက်တော့ကောင်းလဲဆိုရင်ပေါ့နော်ဘယ်လိုပြောမလဲတကယ်ကိုအနှစ်သာရရှိတယ်တကယ်ကောင်းတယ်တချို့လူတွေအတွက်တော့ဟိုဘယ်လိုပြောမလဲတိုက်ဆိုင်မှုရှိနေရှိပါမှာဗျာတချို့လူတွေအတွက်လည်းတိုက်ဆိုင်မှုရှိချင်မှလည်းရှိမှာကျွန်တော်အခုဖတ်ပြတဲ့စာသားတွေကတချို့လူတွေကြိုက်ချင်မှကြိုက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကြိုက်လို့တခြားလူတွေကိုကြံပြီးတော့ sharing လုပ်တာပေါ့နော်ဒီဗီဒီယိုလေးကကျွန်တော် YouTube မှာတင်ပါပါဒါပေမဲ့ဟို Facebook ကျွန်တော်အကောင့်မှာလည်းကျွန်တော်ကတင်ဖို့ကျွန်တော်ပြန် share တာပေါ့နော်ထိုက်တန်ရောက်လာမှာပါတဲ့ကိုရမ်းချစ်တဲ့သူဆုံးရှုံးရမှာကြောက်နေလားမကြောက်ပါနဲ့ခမားသာအကောင်းဆုံးထိုက်တန်သူဖြစ်ပါစေခမားစီရောက်လာမှာပါတဲ့အချစ်ဆိုတာဘာဖြစ်ဖြစ်ဘယ်ရာပဲနေခမားဘလောက်ပဲပြီးဆက်ဘလောက်ပဲနားလည်ပြီးဘလောက်ပဲဘဝတစ်ခုလုံးကြီးစုပ်ပြတ်တတ်အောင်ချစ်ခဲ့ကိုယ့်ရဲ့ချစ်ချင်းနဲ့ထိုက်တန်မှသာကိုယ့်ရဲ့အနားမှာအချစ်ဆိုတဲ့အရာထာဝရရှိနေမှာပါတဲ့ကိုအရန်တန်ဖိုးထားတဲ့သူကကိုယ့်ရဲ့အနားကနေရှင်ကွဲထားခဲ့ရမှာကိုကြောက်နေလားမကြောက်ပါနဲ့အရန်ကြီးမျောလင့်ထားရင်အရန်ကြီးနာကျင်ခံစားရတတ်ပြီးခမားနဲ့ထိုက်တန်တဲ့သူဆိုရင်ခမားကမောင်းထုတ်ရင်တော့ခမားရဲ့အနားကထွက်သွားနိုင်မှာမဟုတ်ပါဘူးလေတဲ့တချို့ကအရာတွေရဲ့အပေါ်မှာမျောလင့်ချက်ကြီးသိမ့်မထားပါနဲ့ဘာလို့လဲဆိုတော့ကိုမျောလင့်ထားတဲ့အတိုင်းဖြစ်မလာတာရှိတတ်တယ်လို့တကယ်ထိုက်တန်ပြီးဆိုရင်မျောလင့်မထားလဲဘလောက်ဝေကိုစီရောက်လာမှတည်ကြပါတယ်တဲ့မျောလင့်ချက်ဆိုတာလူတစ်ယောက်အတွက်အသက်ဖြစ်တယ်လို့ဆိုပေမဲ့မဖြစ်နိုင်တာကိုမျောလင့်မိရင်လည်းအသက်ကမပါဘဝကြီးကတစ်ခုလုံးမှာစုပ်ပြတ်တတ်သွားနိုင်ပါတယ်တဲ့တချို့သောအရာတွေကလိုက်နေရင်ပိုဝေးတက်ပြီးမလိုချင်တော့မှကိုယ်စီရောက်လာတာမျိုးလည်းရှိတတ်ပါတယ်တဲ့အရာအလုံးရဲ့အပေါ်မှာတင့်တော့မျောလင်းချက်ထားနိုင်မှမဖြစ်နိုင်တဲ့အခါဖြည့်သိမ့်လို့ရပြီးအေးချမ်းပါလိမ့်မယ်တဲ့ဒီနောက်ဆုံးစာသားလေးကတော့တကယ်ကိုကောင်းပါတယ်ချစ်ချင်းမေတ္တာဆိုတာများပေးလီတန်မိုးကြလီမဟုတ်ပါဘူးတဲ့များပေးလီကိုယ်နဲ့ထိုက်တန်သူဟုတ်မဟုတ်ကိုမြန်သိရလိပါပဲတဲ့နေမင်းကြီးနဲ့လွဲလို့ငိုမနေပါနဲ့တဲ့လာမင်းကြီးကိုစောင့်လိုက်ပါတဲ့ဒီစာသားလေးတွေကျွန်တော်အရန်ကြိုက်ပါတယ်အဲ့တော့ကြောင့်မို့ပြန်ပြီးတော့ sharing နေနဲ့ဖတ်ပြတာပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာတွေ့ပါမယ် bye bye ညာတွေနေနဲ့တွေ့လို့ပြောနေမိတဲ့ visa အိုထဲမှာငါတို့ညောင်ရဲ့စုံနိုင် green ကကြီးချက်မပို့ခဲ့ပါနေပြန်လာမယ့်နေ့ရက်တွေကိုရေတွက်လို့မြဲငါစာချက်များလက်စနစ်ပြီးတော့နေချက်မငိုနဲ့ကွာဒီချက်လေးနားထောင်ပြီးရစားတွေပဲဆက်ချက်ပါခု online မှာနေကြည့်တဲ့အခါဘယ်သူနဲ့ငါမှမချက်ပါဘူးစိတ်ချငါမှဒီတယောက်တည်းပဲရှိတယ်ငါပြောထားတဲ့စကားလေးစိတ်ထဲဘယ်လောက်ဆွဲမြဲမိလဲငါတို့ညောင်ချမိနစ်90နာရီလေးလက်ချပါတယ်ငါစိတ်မချလို့ညပတ်လုပ်ချက်ပါတီလေးလည်းမသွားပါနဲ့နေပြောခဲ့တဲ့စကားတွေဆိုရင်ငါအစင်ရဲ့ကောင်းနဲ့ချနေတန်ကြတဲ့မင်းနဲ့မိတဲ့နေမကောင်းရဲ့လားကောင်းကလေးနဲ့ရဲ့တန်တရားစိတ်တွေလိုက်ချလာခဲ့ငါတို့ခုချိန်ဘသူကလာပြီးဝိုင်းနေမှာလဲငါကနိုင်ဝမ်းမှာပဲနေတွေ့ဘူးသမျှယောက်ျားတွေနဲ့ရှင်းလာပြီးခုချိန်ငါကိုမနိုင်စမ်းပါနဲ့အဲ့ဒီရှင်လူတကာနဲ့ဘယ်လိုစင်တူမှာလဲငါနဲ့ရှင်မတူပါနဲ့ဘယ်လိုအတွင်တူမှာလဲငါတို့နေမပူပါနဲ့နေကစင်ကပူမှာပဲညတိုင်းကမှနေချောင်းအိမ်နဲ့ရှင်ပူတာမြဲ